ဒီနေ့မူးနေရဟေးဒီနေ့သိလားဒီနေ့မူးနေတောက်ထားလို့မူးနေဒီစနေစားလေးရှိရတည်မလားတဲကွက်လို့တောက်ထားတယ်ဟုတ်ကဲ့တဲကွက်ရင်တောက်တဲ့ဆိုရဲစေမရှိရင်ဖြစ်တဲ့ဆိုရဲစေကဘာမခုတီရှာလို့တွေ့ just have to say that you're fine when you're not really fine, but you just can't get into it because they would never understand. တရားတွေပြောကြတဲ့နော်အစလုံးနေနော်ငါချစ်ခဲ့တဲ့မြငါယူခဲ့တဲ့မြငါမင်းကတိလေတော့အရင်ကွဲခဲ့ရတယ်စားခဲ့မလို့တော့မချင်ခဲ့တော့ညညင်သူကမုန်းချင်မမပေါ်တာပေါ်ညတော့ပြီးတော့အဲ့လိုချင်းစုံရမယ်ဆိုရင်ရမ်းရှက်တာတမီးရတရားကောမလေးကအဲ့လိုပဲရှက်တာမကြားရဘူးတဲ့နောက်ကခင်းတယ်မကြားရဘူးလားကြားရတယ်တဲ့ဘာကြောင်အောင်ကြားရလားမကြားရလားအောင်ပြကြောင်မစားသေးဘူးလားမဟိနဲ့အောင်ပြကြောင်ဘဲကဘာနေနိုးထလာမလို့ပြောအရင်တော့မတွေ့ဘူးဘဲကဘာနေနိုးလာလေတော့မောင်လေးနဲ့မှတ်နဲ့မသိဘူးသိလို့လားရိုးမဲစားတော့ရိုးမဲချိန်စမလဲမောင်လေးဒါပြီးစပါမယ်မျက်နှာကြီးကိုရုပ်ဖြတ်ပြန်ပြီလားစမယ်နဲ့မင်းရမိုးလင်းတော့မယ်မိုးမလင်းမှလည်းရောင်းမို့လားဟုတ်တယ်လေ page မှာတင်ထားတယ်မမြင်ဘူးလားညာတိုင်းရှိပါတယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ညာတိုင်းရှိရမောင်လေးညီမလေးနော်စောကြည့်ပဲကြည့်ပါသေးညာတိုင်းမရှိရမောင်လေးရတော့စပစ်ကောင်လေးဖြစ်ပါသေး